饭我去了，八点饭，没去了，八点有地大的，地大的点的，买鱼肉吃西肉吧，没地了。地了地了，没阿罗养没地。哦，养没地了哦。拜拜啦，拜拜啦。ဒါရီကပါရလေဒါရီကဘူရတဲ့ခမကိုင်ပြီးဆုလက်ဆောင်ပေးသွားမယ်ဆုလက်ဆောင်လေးတွေပါမန်ယူနဲ့ S တွေဘယ်သူနိုင်မှထင်လဲမန်ယူတေရောကြနိုင်လားမန်ယူပဲနိုင်မယ်ဘယ်နှကူလောက်နဲ့နိုင်မှထင်လဲ Rizy ဟမ် 3C နဲ့နိုင်မယ်မန်ယူဘက်ကဘယ်သူသွင်းမယ်လို့တော့ထင်တယ်ရတယ်ဟမ်ဖန်တဲ့နောက်တော့အဲ့ဒါပဲဩအဲ့ပဲပါဖန်ရောရှိလားရှိတယ်ဖန်ရခဲ့ပြီ မဟုတ်ရောဘာဖန်ဘာတင်းဖန် မန်ယူပဲမန်ယူပဲလားဩမန်ယူဖန်လားဟုတ်ကဲ့ဘယ်ဘက်လားညာဘက်လားဘယ်ဘက်ဟောဒါညာဘက်လားဘယ်ဘက်လားညာဘက်ကျေးဇူးပါဟုတ်ကျေးဇူးလေ Northern Forest နဲ့ Arsenal ဘယ်သူနိုင်မထင်လဲတေရောကြနိုင်လား Arsenal ဘယ်နှကူလောက်နဲ့နိုင်မထင်လဲ 2-0 လောက်နဲ့ 2C Northern Forest အိမ်ဝင်လေဟုတ် 2C နဲ့ဘယ်သူသွင်းမထင်လဲ Saka နောက်တော့ Odegaard ဟိုဒီကအဲ့ဒါနဲ့ဘာဖန်ရောရှိလား Fan Shiu ဘာတင်းဖန် Man U မန်ယူဖန်လားဟုတ်ကဲ့ကျေးဇူးပါဘယ်နဲ့ညာဒါကျေးဇူးပါအဲ့ဒါလက်ဆောင်စုံငယ်လက်ဆောင်9000ဒါကြတော့ကတ်ကက်ပြောက်စီကျေးဇူးပါဟုတ်ကဲ့စပါနဲ့မန်စီးတီးဘယ်နှကိုးနဲ့တေးလားဘယ်သူနိုင်မှာလဲမန်စီးတီးဘယ်နှကိုးလောက်နဲ့နိုင်မှာ မန်စီးနဲ့ဆိုပါမန်စီးကလက်ချေတာတော့ကိုငါကို ငါကိုလောက်မှန်းတယ် ငါကိုတော့ 5C ဟုတ်လားကျန်းတာပေါ့ဘာဖန်လဲ ကျွန်တော်မန်ယူပါ ဟုတ်လားမန်ယူဖန်လားမန်ယူဖန်ဆိုဝူးဝတ်ထားတာ ဒါမိုဘိုင်းလေးချက် ဟုတ်လားမိုဘိုင်းလေးကျန်ဩဒါဝူးအင်ဂျီလားလို့အေးနှစ်ခုရကြိုက်တယ်ယူဒါနောက်ဖက်ကြည့်လိုက်ပါလဲ9000လားဩ9000ဆို9000ပေးပါပေါ့ကျေးဇူးပါလီဗာပူးနဲ့နယူကာဆယ်ဟိုလီဗာပူးဖန်ရှိလားပါဖန်ရာဟိုဖန်တော့မန်စီးတီးကြိုက်တယ် မန်စီးတီးကြိုက်တာဩလီဗာပူးနဲ့နယူကာဆယ်ကိုလီဗာပူးဘယ်နှကူနဲ့နိုင်မယ်ထင်လဲ3-2 3-1လီဗာပူးဘက်ကဘယ်သူသွင်းမယ်ထင်လဲ လီဗာပူးကရှယ်တိုက်စစ်လီဗာပူးတိုက်စစ်ဆိုတော့စာလက်လို့ ਨੇ စာလက်နောက်နှစ်ကူအောင် နောက်နှစ်ယောက်တော့တွင်းမဲ့ဥစ္စာတော့တွင်းမိစာလက် မဟုတ်စာလက်ပဲစာလက်ကတော့3ခုထဲမှာ2ခုတော့သွင်းမှာဖန်ဖန်နီးပေးမှာ ဒါဖန်တီးပေးမှုလေရှိ ဟုတ်လားနယူကာဆယ်ဘက်က နယူကာဆယ်ဘက်ကတော့တကူတော့ အဲဆိုရင်3-1လီဗာပူးက3နယူကာဆယ်က1ကျေးဇူးပါဘယ်နဲ့ညာတိတ်တာကြီးညာပေါ့နော်နောက်လှန်ကြည့်လိုက်ပါလေးလားစုံငွေကျ9000အဲ့တော့9000ရမှာပေါ့ဟုတ်ကဲ့ကျေးဇူးပါစုံငွေကျ9000ကျေးဇူးပါကိုကျေးဇူးပါโอเคကျေးဇူးပါမိုင်မင်္ဂလာပါမှာချက်စီနဲ့စောက်သက်တန်ဘယ်သူနိုင်မှထင်လဲအပျော်တန်းခံမှန်းပေးရုံပဲရလားအပျော်တန်းကြိုက်သူလို့ခံမှန်းလို့ရတယ်ဟမ်ချက်စီနဲ့စောက်သက်တန် Chelsea ဘယ်နှကိုနဲ့နိုင်မှထင်လဲရအပျော်တန်းပဲရတယ် freedom ပဲရတယ် မမနာ စိတ်ထဲမှာရှိတဲ့အတိုင်းပဲပြောလိုက်ရတယ်စိတ်ထဲမှာရှိတာပဲပြောလိုက် Negocio 2C နဲ့ဆိုတော့ဖန်ရောရှိလားဘာတင်းဖန်မရှိလားကန်တရားပေါ့နော်ဘယ်နဲ့ညာနဲ့ရွေးကြိုက်တာရွေးဟမ်နောက်မှာအဖြေပါတယ်ကြည့်လိုက်ပါလေ Cáiပြောင်း โอเคဒါကြတော့စုငင်9000ကြိုက်ပြောက်စီပြီနော်ကျေးဇူးပါအမဒါကျွန်တော် face ဝင်အောင်ကြည့်ချင်ရတယ် Bradford နဲ့ Everton ဘယ်သူနိုင်မှထင်လဲ Bradford နဲ့ Everton Everton လို့ထင်တယ် Everton ဘယ်နှကူလောက်နဲ့နိုင်မှထင်လဲရတယ်စင်မီသူတို့ပဲခံမှန်းလို့ရတယ်3-2လောက်3-2 Everton နဲ့ Bradford ဟုတ်လား Everton နိုင်မှာ3-2နဲ့ဟုတ်လားဘယ်သူတွေသွင်းမယ်လို့ထင်လဲဒါမင်းတိတ်မကြည့် မသိဘူးလားဖန်ရှိလားပါတင်းဖန်ရတယ်ကိုတင်းဖန်မရတယ် ဒါ real မထွက် real မထွက်real မှာဆိုဘယ်အောင်ကြိုက်လဲ ရ ဘယ်အာကာသတမောက်ကြိုက်လဲ real မှာဆို သိပြီ ရရတယ်သိတယ်မသိဘူး real fan โอเคကျွန်တော်ကကိုရတဲ့ခက်မှန်ဆုလက်ဆောင်ပေးချိန်တဲ့ခက်မှန်ချိန်တာကြီး ဒါဒီလား နောက်လှန်ကြည့်လိုက်ပါလဲ ဒါပေါ့
9000ဆို9000ကျေးဇူးပါကျေးဇူးပါโอเคကျေးဇူးပါ